ဆေးမဟုတ်ပဲနဲ့တခြားဒီရေပုံမိသားစုနေတဲ့နေရာတွေကဆိုင်ဟာရှိနေလောင်မဆူဒီဒမ်ဒီဖက်မှာဆိုရှင်ချမ်ဖိုင်းဖက်အိုင်ဆိုအဖက်တီမှာရှိတယ်ပြီးတော့မှရှိတဲ့တခြားရေပုံတွေကျတော့သူရဲ့မိဘအမျိုးအိမ်မှာပေါ့နေကြတယ်ကလေးကမနေရောက်ရှိပြီလေကလေးကနေရောက်အကြီးကောင်ကအခုရှင်းနေထဲမှာရှင်းနေတည်တည်ဘူးပေါ့ခုဖာကောင်ဖာကဘမစံထားတယ်ပထမတန်းတက်တယ်ငယ်ကောင်ကတော့3နှစ်ကျော်ပဲရှိသေးတယ်ဟာမောဒီမှာနေတာ2023ကနဲ့ဒီမှာရောက်ပြီခေါ်နဲ့ကျော်လို့ရှိပြီအဲကျမမျိုးသားကတော့အဲ့မှာတပွဲမှာဘောနော်ထတာတပွဲမှာအလိုဟာတရားနဲ့ပေါ့ချစ်ပြတ်တယ်အဲ့လိုမျိုးတရားနဲ့စီယုံတရားတော့ဖက်တစ်ပက်ခက်ခဲတော့အများကြီးရှိတယ်ကျမတို့မိသားစုမနေတွေ့ဆိုတော့ရခက်ခဲတယ်ဒီမှာတော့အဆင်ပြေပါတယ်လို့ပြောရမှာပေါ့နော်ကလေးတွေတွေ့တော့ကောင်းပါတယ်အဒီကတော့ကလေးတွေကြောက်တတ်ဖို့ဆိုပြီးမှလေးရွယ်ပြီးမှဒီဖက်မှာလာနေတယ်ဆိုတော့လေကလေးရှိတယ်အချီရောကျတူရာအငယ်ရအလီဇဘက်မြို့သားကျော်ဝီထွန်းချက်ခမ်းမှာတည်တန်းတဲတာဘလဝဖက်ကပဲဘလဲဝါဖက်ဒီမှာနေတာဘယ်လောက်ကြာရလဲညီမလေးနှစ်ဒီနှစ်ဟောအကြာကြီးရှိပြီမယ်နော်ဒါရှိပြီလိုပုံစံပဲနေတာလားလုံးဒီလိုပုံစံပဲနေတာအကြမှာတော့ဒီမီရောဝိုင်းပြီးမှကြားတယ်ဦးအချီချီပြီးမှချဲတာကျမတို့ဒုက္ခရောက်တာပေါ့အကြမှာတော့ကိုရောစကားလည်းမတည့်ဘူးရွာထဲမှာတော့ကိုဝိရှိတာနဲ့မတော်ရဘူးဒီတန်းပဲနေတယ်ဆိုတော့ဒီတန်းပဲနေခါတယ်သူတို့ဟင်းဝချင်တယ်ဆိုတော့သူတို့ရမ်းပေးတယ်ဒီဖက်မှာရမ်းပေးမှကျမတို့ဝေတယ်ရွာထဲမှာမတော်ရဘူးကလေးတွေဟောပညာရေးကြတော့ဘယ်လိုအကြောင်းဘယ်လိုထားတာလဲအကြောင်းရွာထဲအကြောင်းမှာပဲထားတယ်လာစာတွေပါရှိလားမရှိဘူးကျွန်တော်တို့ဒီအဖွဲ့အစည်းမှာပေါ့နော်တကယ်ထူးချွန်တဲ့ចောင်းသားတွေရှိတယ်တယောက်ဆိုလို့ရှိရင်သူ့ရဲ့နာမည်တော့ကျွန်တော်မပြောတော့ဘူးဖိလစ်ပိုင်မှာသူကဆေးတက္ကသိုလ်တက်နေတယ်ပြီးတော့တခြားတယောက်ကျတော့လည်း engineering computer engineering တက္ကသိုလ်တက်နေတယ်ပတ်စံမရှိအဓိကတော့ပတ်စံမရှိဘူးဘယ်နေရာမရှိလို့နိုင်ပါအခုတော့ပတ်စံမရှိဘူးဆိုတော့ဒီဖက်မှာနည်းနည်းကောင်းတယ်လို့ပဲညစရတော့ကိုတက်တယ်မဟုတ်တဲ့ခါကျတော့ခက်ခဲတော့ကိုတက်တော့ခက်ခဲတလို့ပဲပေါ့နော်ကိုကျတော့နည်းနည်းနေတာကြပြီဆိုတော့နည်းနည်းစင်ပြလာ